နိုင်ငံသားတိုင်းသားညီကောင်မောင်နှမများအားလုံးတို့ဖေဖော်ဝါရီလ17ရက်နေ့မနေ့နှုတ်ဆက်စကားနဲ့တော်လန်မနေ့ခင်းပါခင်ဗျာမနေ့တုန်းက10ရက်နေ့မှာအကြမ်းဖက်ဖက်စစ်အုပ်စုဘက်ကထုတ်ပြန်လာတဲ့ဥပဒေဆိုတဲ့ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီးပြည်သူတို့အကြမ်းမြင့်တင်ပြစရာရှိပါတယ်တရားမဝင်အာဏာလုယူထားတဲ့လူမျိုးတုံးတပ်ဖြတ်မှုရာဇဝတ်မှုကျူးလွန်နေတဲ့တရားခံအုပ်စုထုတ်ပြန်တဲ့မြည်သည့်ကြေညာချက်မဆိုသည်တရားဝင်မှုလည်းမရှိဥပဒေရလည်းကြောင်းကျိုးစီလောင်မှုမရှိတဲ့အပြင်ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အုပ်စုလည်းမဟုတ်တဲ့အတွက်ကြောင့်ဒီဥပဒေဟာပြည်သူအလုံးလိုက်နာစရာမလိုအပ်တဲ့ဥပဒေဖြစ်ကြောင်းဥစွာအတည်ပြုပေးပါစေဒါပေမဲ့လူခွင့်မရှိဥပဒေမရှိထင်ရှားရက်ဆက်ရိုင်းဆိုင်ကြမ်းကြုတ်စွာအကြမ်းပတမ်းဆောင်ရွက်နေတဲ့ဖက်စစ်အကြမ်းဖက်အုပ်စုအတွက်တော့သူတို့ထိန်းချုပ်ထားနိုင်စေရှိတဲ့မြို့ပြကကြီးလက်ကပြည်သူလူငယ်တချို့အတွက်ကြီးစွာသောဘေးအန္တရာယ်တက်ရောက်လာနိုင်ခြင်းရှိတာမို့လို့ဒီအခုသဘောထားတင်ပြချက်ကိုထုတ်လွှင့်ရခြင်းဖြစ်ပါတယ်အခုသူတို့ရဲ့ထုတ်ပြန်ကြေညာချက်ကိုကြည်ချင်းအဖြစ်သူတို့ဒီလွန်ခဲ့တဲ့လပိုင်းတွင်းကပြည်သူစစ်ဆိုပြီးအမည်ပြုကာပြူစောတိအဖွဲ့တစ်ဖက်မိခံပြည်သူစစ်အဖြစ်ကြေးရွာတွေကနေဆင့်ခေါ်ခဲ့ပါတယ်ကြေးရွာတယောက်ကို10ယောက်10ယောက်ကနေပြီးတော့လူကြီးပေါ်မူတည်ပြီးတော့အယောက်20 30စသဖြင့်သူတို့ဆင့်ခေါ်ခဲ့ပါတယ်သူတို့ရဲ့အတင်းအဓမ္မတွသွင်းထားတဲ့အုပ်ချုပ်ရေးရန်ရာကတဆင့်ခေါ်ပေမဲ့ပြည်သူအများကပြောင်ကြကြဖီဆန်အာခံပြီးစင်းပေးသွင်းခြင်းမရှိကြတဲ့အတွက်အခုနောက်ဆက်တွဲခြေလှမ်းတစ်ခုအနေနဲ့ဥပဒေလို့ပြဋ္ဌာန်းပြီးအတင်းအဓမ္မလူစုပေါ်တာဆွဲစစ်ထဲသွင်းပြီးအသေးခံခိုင်းဖို့ဖက်စစ်အကြမ်းဖက်အုပ်စုကနောက်ဆုံးအနေနဲ့စူးစမ်းလာခြင်းဖြစ်ပါတယ်။ဘာကြောင့်နောက်ဆုံးအနေနဲ့စူးစမ်းလာတယ်လို့ကျွန်တော်ပြောတယ်လဲအခုလက်ရှိသူတို့ထုတ်ပြန်တဲ့ဥပဒေဟာသူတို့အတွက်နောက်ဆုံးအခြေအနေဖြစ်ပါတယ်နောက်ဆုံးငိမ့်ငါနီးစီဘီခွဲဟုံကနေထတောက်ဖို့ရှိတဲ့စီငွေစဆုပ်ပြီးလုပ်တဲ့ပုံပဲရှိပါတယ်အခုသူတို့ပြဋ္ဌာန်းလာတဲ့ဥပဒေရ16နှစ်ကနေအသက်30ကျော်ပညာသည်ဆိုရင်40ကျော်အတွင်းမှာရှိတဲ့လူငယ်လုံမငယ်မျိုးသားမျိုးသမီးအားလုံးဟာမဖြစ်မနေစစ်မှုထမ်းရမယ်ဆိုပြီးဆင့်ခေါ်ထားပါတယ်ဒါပေမဲ့ချွင်းချက်ပါလာတာကိုကြည်ချင်းအဖြစ်ကျွန်တော်တို့ကြိုတင်ခံမိုင်းနိုင်တာကသူတို့ကိုထောက်ခံတဲ့အုပ်စုတွေသူတို့ရဲ့စစ်ဗိုလ်ချုပ်သားသမီးတွေနဲ့သူတို့မသေးစေလိုတဲ့သူတို့ကိုထောက်ခံသူအင်အားစုတွေအတွက်တော့ကြိုတင်ကင်းလွတ်ခွင့်ပေးဖို့အကန့်အသတ်တွေပါထားတယ်ဆိုတာကိုတွေ့ရှိရပါတယ်။ဒါကြောင့်မလို့အကြောင်းမျိုးမျိုးကြောင့်လက်ရှိຫນွေဦးတော်လှန်ရေးကြီးမှာမပါဝင်နိုင်တဲ့ကြီးလက်မျိုးပြကလူငယ်လူတန်းစားတွေအတွက်စေတနာနဲ့လေးနဲ့သောအကြံပြုစကားပြောချင်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်ဆိုတဲ့နေရာမှာတချို့ဟာတော်လှန်ရေးကိုစိတ်လိုလျက်ပါဝင်မှုစူးစမ်းချင်ပါတယ်။တော်လှန်ရေးနယ်ပယ်ကိုလည်းရောက်ခဲ့ပူးပါတယ်။စစ်တင်တန်းလေးတက်ခဲ့ပူးပါတယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်လက်နက်မလုံလောက်တာနဲ့အုပ်ချုပ်တဲ့စီမံခန့်ခွဲမှုပေါ်မှာကျဉ်းနှံမှုမရှိတာနဲ့နောက်ဆက်တွဲနောက်မှကြံခဲ့တဲ့မိဘတွေရဲ့မိသားစုတွေရဲ့စာဝန်နေမှုကျန်းမာရေးစုစုလုံခြုံရေးကိုစိတ်မချတာနဲ့စားတဲ့အကြောင်းကြောင့်ပြန်လာတဲ့လူတွေလည်းရှိတယ်လို့တော်လှန်ရေးကိုကိုထိလက်ရောက်ပါဝင်နိုင်မှုဘလို့မှအခြေအနေမပေးတဲ့မိဘမိအိုဖအိုလှုပ်ကျွေးနေရတာတွေဘလို့မှစာဝန်နေအတွက်အဆင်မပြေလို့ရုန်းကန်ပြီးတော့ရက်တည်နေရတာတွေသတင်းချက်လက်ပြည့်စုံစွာမရလို့အခြေအနေတွေကိုဟိုအကဲကြီးဒီကဲကြီးနဲ့ကြည့်ပြီးတော့ဒီ3နှစ်တာကာလတော်တဲ့ဖက်စစ်အကြမ်းဖက်အုပ်စုရဲ့လုပ်ရက်တွေကိုစောင့်ကြည့်ခဲ့ပြီးတော့မှန်သလားမှားသလားစဉ်းစားခဲ့တဲ့ပုံကိုယ်တွေအတွက်တော့အခုချိန်ဟာပြက်သားသားတစုံတရာကိုစဉ်းစားရတော့မယ်မဖြစ်မနေလဲလှုပ်ဆောင်ရတော့မယ်ကာလကိုစစ်အုပ်စုကတွန်းပို့လိုက်ပြီးဖြစ်ပါတယ်။ဥဆိုရင်လူငယ်တို့တွေကိုအတင်းတမဆင့်ခေါ်ဆိုပါလိမ့်မယ်။အကြမ်းပတမ်းဖန်ဆီးပါလိမ့်မယ်။နူးညံ့တဲ့ဥပဒေနဲ့အညီဆင့်ခေါ်တဲ့ဆိုပြီးကဘာကိုမြက်လက်ပြပါမယ်အမှန်တကယ်တော့မြေပြင်မှာရှိတဲ့တွေ့သမျှလူငယ်လုံမငယ်အားလုံးကိုတရကြမ်းဖန်ဆီးပါလိမ့်မယ်။ဖန်ဆီးပြီးတော့စစ်တင်တန်းမှာငရဲခန့်ကဲ့သို့ရိုက်နဲ့ညင်းဆဲနောက်ဆုံးမူရစေးသားကောင်ဖြစ်ရိုက်သွင်းပြီးတော့စိတ်ကြွစေးတွေအတင်းကျွေးပြီးတော့စိတ်ရိုက်စိတ်မိုင်းတွေတွတ်သွင်းကသူတို့ရဲ့လူဆိုးဂိုင်းရဲ့ဂိုင်းဝင်တွေအဖြစ်ပုံသွင်းပါလိမ့်မယ်။ပြီးရင်ရက်ဆက်ကြမ်းကြုတ်တဲ့လူသားလိုင်းလုံးတံတန်နဲ့ကျွန်တော်တို့ရဲ့အခုຫນွေဦးတော်လှန်ရေးရဲ့အရှိန်အမြင့်ဆုံးဖြစ်လာတဲ့အပိသက်နေပြည်တော်ထိသိမ့်ပိုက်တော့မဲ့အစီအစဉ်တွေကိုဟန်တားနိုင်ဖို့လူသားတိုင်းဖြစ်အခုတရကြမ်းဖန်ဆီးလာတဲ့လူငယ်လူမငယ်တွေကိုအသေးခံခိုင်းပါလိမ့်မယ်။သူ့ရဲ့ဖက်စစ်အချမ်းပဲတက်တဲ့မှာနှစ်ပေါင်း560အမှုထမ်းဆောင်ခဲ့တဲ့ဆိုတဲ့စစ်တီအမြောက်များဟာအခုဆိုရင်တမလွန်ကိုရောက်သွားကြပါပြီ။မှားရင်းတဲ့ဘက်မှာရပ်မိပြီးတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ပြည်သူအတွက်ဆိုတဲ့တစ္ဆာကိုမဆောင်သိတဲ့အတွက်ကြောင့်တစ္ဆာဖောက်တို့သွားလာလမ်းဖြစ်အကြမ်းဖက်ဖက်စစ်တပ်ရဲ့လက်ပါစီအ ਨੇ ဆုံးအင်အား6000မှ3သိန်းနီးပါးဟာတမလွန်ကိုရောက်ရှိသွားပြီဖြစ်တယ်။တချို့ကထွက်ပြေးလွတ်မြောက်ဗက်ပြောင်းခိုလုံသွားကြပြီဖြစ်တယ်။အဲ့တော့အင်အားမရှိတော့တဲ့အတွက်ကြောင့်ဖက်စစ်အကြမ်းဖက်လက်ပါစီစစ်ဗိုလ်ချုပ်တွေဟာပြည်သူလူငယ်လူမငယ်တွေမြို့ပြကကြီးလက်ကယူသားသောစင်ရဲသောအသိမြင်နားလည်မှုနေပါသောသူတွေကိုအတင်းအဓမ္မဆင့်ခေါ်စစ်မှုထမ်းခိုင်းပြီးတော့
တက်ကွင်းပို့ဖို့ပြင်ဆင်လာပြီဖြစ်တယ်ဒီတော့ကျွန်တော်တို့အနေနဲ့အကြံပြုချင်တာကလာရောက်ဆင့်ခေါ်မှုကိုတက်နိုင်သမျှရှောင်လွှဲနိုင်ဖို့လွတ်မြောက်နေမည်တွေကိုလူငယ်တွေခိုးလုံမှာထွက်လာပါလာရောက်ပူးပေါင်းကြပါပင်ပန်းဆင်းရဲမှုတော့ဖြတ်တန်းရမှာပေါ့ဘာလို့လဲဆိုတော့စစ်ဖြစ်နေတဲ့ကာလဖြစ်တယ်ပင်ပန်းမှုဆင်းရဲမှုကြမ်းတမ်းမှုအချိန်မျိုးအသက်ဘေးအန္တရာယ်နဲ့ရင်ဆိုင်မှုတော့ကြောရမှာပေါ့လွတ်မြောက်နေပေတွေကိုထွက်လာနိုင်ပြီးတော်လိုင်းအင်အားစုကိုရနေရာကထင်းခုတ်ပြီးတော့ပဲကူကကြည်စံမုံထန်းထန်းရိတ်ခါဘုံထန်းထန်းကင်းမဲ့ဆောင်းဆောင်းရတဲ့အလုပ်ဝင်လို့ကူမယ်ဆိုတဲ့ပိုင်းဖြတ်မှုနဲ့ထွက်လာပါတော့နောက်တန်းမှာရှိနေတဲ့နောက်မှာကြံခဲ့မဲ့မိကိုဖောက်ကိုလည်းပဲကြော့ခဲ့ပါနှုတ်ဆက်ခဲ့ပါဘာကြောင့်လဲဒီလိုမှမထွက်ရင်လည်းဖက်စစ်အကြမ်းဖက်တက်ကအဓမ္မဖမ်းဆီးခြင်းခံရပြီးတည်ရင်းပို့ခံမှာဖြစ်တယ်အဲ့တော့ဖက်စစ်အကြမ်းဖက်တက်ကအဓမ္မဖမ်းဆီးခံထားရတဲ့ဒဇာကန်တွေအဖြစ်တည်ရင်းကိုအတင်းဓမ္မပို့ခံရမယ့်အခြေအနေအင်မတန်ဒီကလာတဲ့အချိန်မှာတော့တော်လိုင်းဘက်ကိုခြေစုံပြစ်ဝင်ကူညီဖို့ကြိုးစားဖို့လိုပါတယ်ဒါပထမတစ်ချက်အကယ်၍သာတော်လိုင်းနယ်ပယ်ဘက်ကိုထွက်လာနိုင်မှုမပိုင်းဖြတ်နိုင်မှုခြေနေမပေးဘူးလမ်းသွားလမ်းလာခြေနေမရဘူးဆိုရင်ဘလို့မှလည်းရှောင်လွှဲလို့မရနိုင်ဘူးဆိုရင်စင့်ခေါ်မှုနောက်ကိုလိုက်သွားပါအခုဆိုရင်ကျွန်တော်နဲ့ချိတ်ဆက်လက်ဒီညာပိုင်းတော့ထဲမှာပဲအများအများချိတ်ဆက်ခွင့်တွေရပါတယ်ကျွန်တော်ကိုအကြံစီတောင်းလာပါတယ်တချို့လေသူတို့လုံးမဲ့အစီအစဉ်တွေပြောလာပါတယ်ဥပမာဆိုလို့ရှိရင်ဒီတော်လိုင်းဘက်ကိုလာရောက်ပူးပေါင်းမှုမဖြစ်နိုင်တဲ့ရင်းထဲမှာမျိုးသိကြိတ်မိနေတဲ့စစ်မှုထမ်းကြီးတွေရဲ့သားသမီးတွေရှိပါတယ်လက်ရှိစစ်မှုထမ်းတဲ့ဗိုလ်မှူးချုပ်တို့ဗိုလ်ချုပ်ကြီးတွေသားတွေရှိပါတယ်သူတို့ဖေလို့ရကိုလည်းသူတို့မကြိုက်ဘူးအဖေကလည်းခွင့်မပြုဘူးတော်လိုင်းဘက်ကိုသွားဖို့အဲ့တော့သူတို့ကဘာပြောလဲဆိုကျွန်တော်ဖေကတော့တော်လိုင်းကိုသွားဖို့ခွင့်မပြုသူကိုယ်တိုင်လည်းမကြိုက်ပေမဲ့သူနေရတယ်အခုအတင်းအဓမ္မစစ်မှုထမ်းခိုင်းမှုသူ့စင့်ခေါ်ပြီးဆိုသူဝင်မယ်ဝင်ပြီးရသလောက်တက်တွေစုယုံပြီးရင်တော်လိုင်းဘက်ကိုပူပေါင်းမယ်နောက်တစ်ယောက်ဆိုရင်ဘယ်တော့ပြောလဲဆိုတော့သူ့ဖေကဗိုလ်မှူးချုပ်ဟောင်းပါတဲ့ငင်းစားပေးခံထားရတာပါတဲ့အခုသူ့ဖေကိုလည်းပြန်လည်စင့်ခေါ်နေတယ်သူ့ကိုလည်းစစ်မှုထမ်းအသက်ထဲမှာအကျုံးဝင်တော့သူလည်းစစ်မှုထမ်းရမှာဖြစ်တယ်အဲ့တော့သားဖနေလုံးပြန်ဝင်ကြမယ်တဲ့သူ့ဖေဗိုလ်မှူးချုပ်ဆိုလို့ရှိရင်တက်ကိုပြန်ဦးစီးခွင့်ရပြီဆိုတာနဲ့တက်အားလုံးစီမံစုယုံပြီးတော့တော်လိုင်းရဲ့ဘက်ကိုလုံးဝအပြီးပိုင်ပူပေါင်းကူးပြောင်းမယ်လို့သုံးဖြတ်ထားပြီးဖြစ်တယ်ဆိုလိုပါတယ်အဲ့တော့ကျွန်တော်အကြမ်းမြင်ပြောပြတဲ့အစီအစဉ်တွေကိုနားလည်မယ်ထင်ပါတယ်အဲ့တော့ဝင်လိုက်လက်နက်ယူလိုက်မွေးရစီရဲ့သားကောင်မဖြစ်စေနဲ့သူတို့ရဲ့လူရုပ်လူယွန်းလူဆိုးလူသွမ်းတွေရဲ့ရက်ဆက်ကြမ်းကြုတ်သောဥပဒေမဲ့ချိုးဖောက်သူတွေထဲမှာပါဝင်ကျူးလွန်သူမဖြစ်စေနဲ့စုဖွဲ့ပါပါဝင်ပါလက်နက်ယူပါအချိန်မီစစ်မြေပြင်တနေရာမကြခင်ရောက်လာတဲ့အခါမှာအလံပြူထောင်တင်တာထောင်ကြိုးတင်ချိတ်ဆက်ပြီးတော့မိမိကိုအမိန်ပေးနေတဲ့အကြမ်းဖက်စစ်တပ်ကစစ်ဗိုလ်ဆိုဖက်စစ်ဗိုလ်တွေကိုပြန်လည်ပြစ်ခတ်တပ်ဖြတ်ပြီးတော်လိုင်းဘက်ကိုလက်နက်တက်ကွာပူပေါင်းပါအဲ့လိုမျိုးမြန်နဲ့များလုံနိုင်လေသူတို့ဖက်စစ်တပ်ရဲ့အင်အားလုံးဝချိနဲ့လက်နက်တွေဆုပ်ယုပ်ပြည်သူတော်လိုင်းဘက်မှာလက်နက်တွေတဟုန်တိုးပွားလာပြီးတော်လိုင်းကြီးကိုအချိန်တိုးတင်မှာအောင်မြင်ပြီးဆုံးသွားနိုင်မဲ့အနေအထားရောက်လာပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ပြည်သူတရက်လုံးလူငယ်တို့တရက်လုံးခုချိန်မှာ do or die လုံးမလားအသေးခံမလားပြတ်သားပိုင်းဖြတ်ဆုံးဖြတ်မဲ့အချိန်ဖြစ်နေပြီကျွန်တော်တို့တော်လိုင်းနယ်ပယ်ကလူငယ်တို့အားလုံးတော်လိုင်းနယ်ပယ်မှာရောက်ရှိနေတဲ့ပြည်သူအားလုံးကတော့လွတ်လပ်ပြီးဖြစ်တယ်ဖက်စစ်ဂျမ်ဖတ်ရဲ့စင့်ခေါ်ဖမ်းဆီးခြင်းကိုခံရမှာမဟုတ်ဘူးတိုးတော်အားလုံးဟာရနေရကြိုရနေရကတော်လိုင်းကြီးကိုပါဝင်ထမ်းဆောင်နေကြပြီဖြစ်တယ်အဲ့တော့မျိုးပြနဲ့ဖက်စစ်အုပ်စုရဲ့ကွက်လေးသာချုပ်ထိန်ထားနိုင်တဲ့နေရာကပြည်သူလူငယ်တွေခုချိန်မှာ do or die လုံးမလားအသေးခံမလားဖက်စစ်ဂျမ်ဖတ်ရဲ့လက်ပါစီဖြစ်နေတော့အသေးမခံပါနဲ့ရဲပြောင်မြောက်တဲ့ဆွမ်းလွန်ဆွမ်းစားမှုတွေနဲ့အတွင်းဒီဖောက်ဝင်မှာလက်နက်တွေရအောင်ယူပါပြည်သူဘက်ကိုတော်လှန်ရေးဘက်ကိုပူးပေါင်းကူးပြောင်းပြီးတော့ဖက်စစ်အာဏာရှင်စနစ်အမြင့်ပြုတ်ခြေမုံရေးကိုရဲဝတ်ပြောင်မြောက်စွာဝင်ရောက်ထမ်းဆောင်ဖို့ရှိသမျှယာဒူအာဏာမိသားစုတန်ဟောင်းစဉ်အားလုံးစွန့်ပြီးတော့ကျွန်တော်တို့အားလုံးဂျိုင်းလို့ရုံးရင်နှစ်လတော်တွင်ဖက်စစ်မြောင်းလိုင်းရဲ့အာဏာရှင်စနစ်အကြမ်းဖက်စနစ်ကြီးလုံးဝပြိုပြတ်သွားလိမ့်မယ်လို့ကျွန်တော်ရဲကြီးပြောရပါတယ်ပြည်သူအားလုံးသူတို့လူငယ်အားလုံးပြတ်သားတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ရဲဝတ်နဲ့ဆောင်ရွက်ချက်တွေကိုအတူတူဆောင်ရွက်ကြမယ်ဆိုရင်လက်ရှိစီးလုံးညီညွတ်မှုဖြစ်တဲ့တိုင်းရင်းသားခေါင်းဆောင်ကြီးများရွေ့နေတဲ့သွားနေတဲ့တင်းတင်းကပြူဟာမြောက်တဲ့ Federal Democracy ပြည်ထောင်စုနိုင်ငံတော်တဲ့ဒီဆောင်ရေးအခင်းချင်းကြီးဟာမကြခင်ရုံလုံးပေါ်ထွက်လာမှာဖြစ်ပြီးကဘာကြီးကအန်ကြီးပွဲကောင်းလောက်အောင်မြင်မှုတွေကိုစုခုနိုင်မှာဖြစ်တယ်လို့ကြိုတင်ပြီးနမိတ်ပြောပြပါရစေလူငယ်တို့အားလုံးနှိုးကြပါစို့ရဲရင်ကြပါဆုံးဖြတ်ကြပါပခုံးပေါ်မှာကြောက်လာတဲ့တမိုင်းမီတာဝန်တွေကိုဘလောက်ပါဝင်ထမ်းဆောင်တယ်လဲဆိုတဲ့ပေါ်မူတည်ပြီးလူတစ်ယောက်ရဲ့တန်ဖိုးကိုတတ်မှတ်တာဖြစ်တယ်လို့ရှေးစာဆိုကြီးတွေပြောခဲ့ပါတယ်တန်ဖိုးရှိတဲ့လူငယ်တွေဖြစ်ပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်